narcissist တယောက်ရဲ့ abuse တွေကိုနင်းလာများစွာခံလာရတဲ့လူတယောက်ဒီအလုပ်တစ်ခုလုပ်တဲ့အခါမျိုးမှာတူတီ chaos ရှိမှပဲအတကုံစူးစမ်းပြီးတော့ chaos မရှိတော့ဘူးဆိုတဲ့အခါမျိုးမှာတူရဲ့စူးစမ်းခြင်းနဲ့ဒီမီးစားလေးကအလျောက်ပျောက်ကွယ်သွားပြီးတော့ကိုစက်တိုင်း consistency ရှိနဲ့မစူးစမ်းနိုင်တော့တာတွေကဘာကြောင့်လဲပေါ့နော်အဲ့တော့ narcissist ဖြစ်နေတဲ့လူတယောက်ကနော်ကျမတို့အပေါ်ကိုစစ်ဆန်နေတဲ့ပုံစံကသူတို့တွေကကျမတို့အပေါ်ကိုခေါင်းလိုက်ဆိုးလိုက်ဒီလိုပုံစံလေးနဲ့စစ်ဆန်တဲ့အခါမျိုးမှာကျမတို့တွေရဲ့ဒီအုံနောက်တွေကရောကျမတို့တွေရဲ့ဒီ nervous system တွေကပါခန္ဓာကိုယ်တစ်ခုလုံးကလည်း survival mode ပေါ့နော်ဝင်သွားပြီးတော့ကိုအဲ့ဒီအတိုင်းကိုနေ့စဉ်နဲ့အမျှရှင်တန်ဖြတ်တန်းလာရတဲ့အခါမျိုးမှာကျမတို့တွေကဒီအရာတစ်ခုက pattern တစ်ခုလိုမျိုးဝင်လာပြီးတော့ကိုအလုပ်တစ်ခုဝင်လုပ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်နော်ကျမတို့တွေကအလုပ်တွေဂိုင်းတွေလုပ်တဲ့အခါမျိုးမှာဆိုရင်လည်းဒီပုံစံအတိုင်းနဲ့ပဲကျမတို့တွေကတွားပြီးတော့လောက်ကိုင်းနေမိတာကိုတတိထားမိတယ်ဒါကြောင့်မလို့ပေါ့နော် narcissist တယောက်ရဲ့ abuse ဆိုတာကကျမတို့တွေရဲ့ဒီစိတ်တက်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဒီတစ်ခုထဲတင်မဟုတ်ပဲねကျမတို့တွေရဲ့ဒီအလုပ်လုပ်တဲ့ပုံစံတွေကိုပါအများကြီးပြောင်းလဲစေတာဖြစ်တဲ့အတွက်ကြောင့်မလို့တကယ်လို့ကိုကဒီလိုအလုပ်တစ်ခုကိုလုပ်တဲ့အခါမျိုးမှာ stuck ဖြစ်နေတယ်ဘယ်ကနေဘယ်လိုတွားရမှမသိဘူးစက်တိုက်မလုပ်နိုင်ဘူးမစူးစမ်းနိုင်ဘူးဆိုတဲ့သူတွေအတွက်ကဒီအချက်တွေကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါကြောင့်မလို့ကိုဒီထပ်ပို့ပြီးတော့လည်းပြောင်းလဲခြင်းနဲ့တော့မဟုတ်ကိုယ့်ရဲ့ဒီအမှုချင်းတွေကိုလည်းကုစားခြင်းနဲ့ဆိုတဲ့သူတွေအတွက်ကျမနဲ့အတူ101 coaching တော့မဟုတ်101 mentorship ယူပြီးတော့ဆွေးနွေးတိုင်ပင်လို့ရပါတယ်